မျိုးသမီးတူဟာ18ထက်မြောက်မှာနေထိုင်ပါတယ်ရုတ်တရက်ဆိုသလိုပဲသူမရဲ့အိမ်ထဲကိုရေတွေအရှိန်ဟုန်နဲ့တိုးဝင်လာတာကိုမြင်လိုက်ရတယ်သူမဟာကြောက်ကြောက်လန့်လန့်နဲ့တင်းပေါက်စီကိုအမြဲပြေးသွားမိတယ်ဒါပေမဲ့အပြင်ဘက်ကိုကြည့်လိုက်တဲ့ခဏမှာပဲသူမတုံးချောက်ချပြီးနှင်သက်သွားခဲ့ရတယ်နေရာတိုင်းမှာရေတွေကြီးပါပဲပေ130မီတာ40နီးပါးမြင့်တဲ့ပင်လယ်တိုင်းလုံးကြီးတွေဟာအထက်ကိုမြင့်တက်နေပါတယ်ဒါကိုမြင်ချင်းပဲသူမဟာခင်မုန်းချစ်သူစီကိုချက်ချင်းဖုန်းဆက်လိုက်တယ်ခင်မုန်းချစ်သူကလည်းထိတ်လန့်ကြနဲ့ခေါင်းမိုးပေါ်ကိုရအောင်အမြန်ဆုံးတက်ပါလို့ပြောလိုက်ပါတယ်ဒါကိုကြားတာနဲ့သူမဟာတားဖြစ်သူကိုလိုက်ရှာပါတော့တယ်အချိန်ထဲမှာပဲအိမ်ထဲကိုရေတွေကပိုလို့တောင်မြန်မြန်ဆန်ဆန်ဝင်လာနေပါပြီသူမဟာတားဖြစ်သူကိုကြောပိုးပြီးအိမ်ထဲကနေအမြန်ဆုံးထွက်နိုင်အောင်ပြေးပါတော့တယ်စက်တက်နဲ့အမျှအခြေအနေတွေဟာပိုပြီးအနေနဲ့များလာခဲ့တယ်ဒါပေမဲ့သူမမှာတခြားထွက်ပေါက်တစ်ခုရှိတာကိုသိနေခဲ့တယ်ဒါကြောင့်အချိန်မထုံးတော့ပဲနောက်ကိုပြန်လှည့်ပြေးခဲ့ပါတယ်လူသွားတဲ့တစ်ချောင်းမှာလည်းရေတွေကအေးအေးတက်လာနေတယ်မမြင်ရတဲ့အနေတစ်ခုကသူတို့နောက်ကိုလိုက်နေတယ်လို့မျိုးခံစားနေရတယ်ဘယ်လိုပဲဖြစ်ဖြစ်သူမဟာအဲ့ဒီထွက်ပေါက်ကိုရောက်သွားပြီးအပေါ်ကိုအမြန်ဆုံးတက်ပါတော့တယ်အဲ့ဒီနောက်အောက်ဘက်မှာပိတ်မိနေပြီးအကူအညီတောင်းတာအော်ဟစ်နေကြတဲ့လူတွေကိုသူမမြင်လိုက်ရတယ်တားဖြစ်သူမကြောက်အောင်လို့သူမဟာကြောက်မော်ပြီးတချင်းဆိုပြနေခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်အခက်အခဲကြီးတစ်ခုကရှေ့မှာစောင့်ကြိုနေပါသေးတယ်လမ်းတစ်လျှောက်လုံးဟာပျက်စီးနေတဲ့အမိုက်ဒရိုက်တွေနဲ့ပိတ်ဆို့နေတာပါသူမဟာဘေးဘက်ကနေဂရုတစိုက်သွားဖို့ကြိုးစားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲသူမခြေချော်သွားခဲ့ပေမဲ့အနာကလက်ရန်ကိုအမြန်ဆွဲကင်လိုက်နိုင်လို့ပြုံးမကြပဲလွတ်မြောက်သွားခဲ့တယ်ရေတွေကလည်းအလွန်မြန်တဲ့အချိန်နဲ့တက်လာနေပြီးပတ်ဝန်းကျင်တစ်ခုလုံးမှာအော်ဟစ်တန်တွေနဲ့ပြည့်နေပါတယ်အတော်လေးကြိုးစားလိုက်ရပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာသူမဟာခေါင်းမိုးပေါ်ကိုရောက်သွားခဲ့ပါပြီခေါင်းမိုးပေါ်ကလူတွေဟာမြို့တစ်မြို့လုံးကြီးအောက်ထဲနစ်မြုပ်သွားတာကိုကြည့်နေကြရပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ယံမှာရဟတ်ယာဉ်တစ်စီးပေါ်လာခဲ့ပြီးလူတိုင်းရဲ့နှလုံးသားထဲမှာမျောလင်းချက်ရောင်ခြည်လေးတစ်ခုလင်းလက်လာပါတော့တယ်